Okay အဲ့ဆိုရင်ဒီနေ့ကျွန်တော်တို့ဒီနောက်ထပ်ကျွန်တော် continuation check pattern အမျိုးအစားလို့ကျွန်တော်သွားကြရအောင်ပေါ့နော်ဒီနေ့ကျွန်တော်ပြောပြပေးတော့မယ် check pattern မျိုးစားတော့ဒါကျွန်တော်တို့ဒါcontinuation check pattern မျိုးစားဖြစ်တယ်ပေါ့နော်ဒီမှာဆိုရင်ပထမစတင်မှာဆိုရင်ကျွန်တော်တို့ bullet flat pattern ပေါ့နော်သူအရှိမဘာဖြစ်တယ်လဲဆိုရင် trend တစ်ခုလာရဲ့အတက်လာရတစ်ခုလာရဲ့အတက်လာရတစ်ခုလာပြီးတော့ရှိရင်ကျွန်တော်တို့ဘာဖြစ်လဲဆိုရင်ဒီမှာ flat pattern flat ဆိုတာကျွန်တော်တို့ဒီလိုမျိုးပြောမှဆိုအလံလိုမျိုးပေါ့နော်ဒီလိုမျိုးဒီနားလေးမှာဖြစ်မယ်ဖြစ်ပြီးသွားလို့ရှိရင်သူကဘာဖြစ်လဲဒီ pattern လေးပေါ်လဲပေါ်ပြီးတော့ flat pattern လေးပေါ်ပြီးသွားပြီဆိုတာနဲ့သူကဘာဖြစ်လဲအရှိမသူကအထွန်းလာခဲ့တာဖြစ်တဲ့အတွက်သူကဆက်လက်ပြီးမှကျွန်တော်တို့အထွန်းပြန်သွားမယ်ပေါ့နော်ပြောမှဆိုရင်အရှိမလာခဲ့တဲ့လာရအတိုင်းဒီ pattern ပေါ်ပြီးသွားလို့ရှိရင်နောက်မှာဆက်ဖြစ်တဲ့ဟာမျိုးဖြစ်တဲ့အတွက်သူ့ကိုဘာလို့ခေါ်လဲဆိုရင် continuation check pattern မျိုးစားတဲ့ကျွန်တော်ထည့်တယ်ပေါ့နော်အမှဆိုရင်ဒါ bullet flat pattern bullet မှာအရှိမအတက်လာရတခုလာတယ်အဲ့ပြီးလို့ရှိရင် flat ပုံစံလေးကျွန်တော်တို့ပေါ်တယ်ပေါ်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ဒါဘယ်အချိန်မှာ entry ဝင်ရမလဲဆိုရင်ဒီ upper trend line ပေါ့ပြောမှဆိုရင်ဒီ upper trend line နဲ့ lower trend line နဲ့မှာကျွန်တော်တို့ဒါသူက continuation check pattern အမျိုးအစားဖြစ်တဲ့အတွက် upper trend line လေးကိုကျွန်တော်တို့ body နဲ့ break out ဖြစ်တဲ့အချိန်မှာကျွန်တော်တို့ဘာလုပ်ရမလဲဆိုရင်ဒီပေါ့ buy entry ဝင်ရမယ်by entry ဝင်ရမယ်ကျွန်တော်တို့ဒီမှာဆိုဒီပုံစံလေးတိုင်းဆိုရင်ဒါအလံရဲ့အယိုးလေးပေါ့နော်လက်ကင်ယိုးလေးဖြစ်မယ်အဲ့ပြီးဒီကောင်ကအလံလေးပေါ့နော်ဒီလိုပုံစံလေးဖြစ်တဲ့အတွက်သူ့ကိုဘာလို့ခေါ်လဲဆိုရင်ဒီ pattern တစ်ခုကိုကျွန်တော်တို့ဒါ flat pattern လို့ခေါ်ရပေါ့နော်အမှဆိုရင် entry ဝင်ဖို့ကကြောကျွန်တော်တို့ဒီ upper trend line ရဲ့ကိုကျွန်တော်တို့ဒီ upper trend line ကိုကျွန်တော်တို့ဒါ candle က body နဲ့ဖောက်တက်တဲ့အချိန်မှာဆိုလို့ရှိရင်ကျွန်တော်တို့ entry ဝင်လို့ရ buy entry ဝင်မယ်ကျွန်တော်တို့ဒါ TP ကိုကျွန်တော်တို့အနည်းဆက်ဆုံး resistance ဈေးတန်းမရောက်ခင်မှာကျွန်တော်တို့အမြတ်နဲ့ထွက်မယ်အမြတ်နဲ့ထွက်မယ် SN ကိုကျွန်တော်ဒီ upper trend line လေးကိုကျွန်တော်တို့ break out ဖြစ်လို့ကျွန်တော်တို့entry ဝင်ခဲ့ရဖြစ်တဲ့အတွက်ဒီ upper trend line လေးရဲ့ဒီ upper trend line ရဲ့အောက်ဘက်မှာဈေးအနည်းငယ်ခွာပြီးမှကျွန်တော်တို့ဘာလုပ်ရမလဲဆို SN ကိုပေးရမယ်SN ပေးရမယ်ဒါကကျွန်တော် bullet flat pattern မှာကျွန်တော်တို့ order အဝင်အထွက်လုပ်တဲ့နီးစနစ်လေးဖြစ်တယ်ပေါ့နော်နောက်တစ်ခါကျတော့ကျွန်တော် bearish flat pattern bearish flat pattern ဖြစ်တဲ့အတွက်ကျွန်တော်တို့ဘာဖြစ်လဲဈေးအကျကိုပြပေးတဲ့ pattern ဖြစ်တယ်သူကဘာဖြစ်လဲ continuation အမျိုးအစားဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီမှာအရှိမဘာလာရမလဲဆိုရှင်ကျွန်တော်တို့ဟိုဒါ down trend တစ်ခုလာမယ်အကျလာမယ်အဲ့လာပြီးလို့ရှိရင်ဒီကောင်ကဘာဖြစ်လဲနားလေးမှာကျွန်တော်တို့ဒါ pattern ဖြစ်တယ်ပေါ့နော် flat ပုံစံလေးဖြစ်ပြီးသွားပြီဆိုဒီ pattern လေးဖြစ်ပြီးသွားပြီဆိုတာနဲ့ကျွန်တော်တို့ဒီအောက်က trend line လေးကိုကျွန်တော်တို့ဒီ trend line လေးကို candle က full body နဲ့ကျွန်တော်တို့ break out ဖြစ်ပြီဆိုတာနဲ့ကျွန်တော်တို့ဘာလုပ်လို့ရမလဲဆိုရင်ကျွန်တော်တို့ sell entry ဝင်လို့ရမယ် sell entry ဝင်ရမယ်ပေါ့နော် sell entry ဝင်ပြီးလို့ရှိရင်ကျွန်တော်အနီးဆက်ဆိုကျွန်တော် support ဈေးတန်းမရောက်ခင်မှာကျွန်တော်တို့ဒါအမြတ်နဲ့ကျွန်တော်တို့ထွက်လို့ရတယ်ပေါ့နော် SN ကိုကြာတော့ကျွန်တော်တို့ဒီအောက်ကဒါ lower trend line လို့ကျွန်တော် break out ဖြစ်လို့ကျွန်တော် sell entry ဝင်ခဲ့တာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီ lower trend line ရဲ့အပေါ်ဘက်မှာဈေးနဲ့ခွာမှာ SN ပြီးလို့ရတယ်လို့ကျွန်တော်အနီးဆက်ဆုံးဒီ resistance ဈေးတန်းနားလေးမှာလဲကျွန်တော်တို့ resistance ဈေးတန်းရဲ့အပေါ်မှာလဲကျွန်တော်တို့ဒါ SN ပေးလို့ရတယ်ပေါ့နော် SN ပေးလို့ရတယ်ဒါကကျတော့ဒါဈေးအကျကိုပြပေးတဲ့ flat pattern ဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီဟာကို bearish flat pattern လို့ခေါ်ရပါတော့ bearish flat pattern လို့ခေါ်တယ်ပြောမှဆိုဒီဟာက continuation check pattern အမျိုးအစားဖြစ်တဲ့အတွက်ဒီပုံစံလေးကိုကျွန်တော်ကြည့်မယ်ဆိုရှင်ဒီကောင်ကဒီ flat ဖြစ်နေတဲ့ပုံစံလေးကပြောမှဆို retracement ပြောမှဆို retracement ယူတဲ့အကြနေရာလေးလို့ပြောလို့ရတယ်ပေါ့ပြောမှဆိုဒါကဥပမာဆိုရင်ရှင်ဒါကဒီကောင်ကအတက်လာတယ် impact weight လာပြီးလို့ရှင်ကျွန်တော်တို့ဒီမှာ retracement ဆင်းတဲ့သဘောပေါ့နော် retracement ဆင်းပြီးသွားပြီဆိုရင်သူကဘာဖြစ်လဲသူရဲ့အတက်လာရအတိုင်းဘာဖြစ်လဲဆက်တက်တယ်ပေါ့နော်ဒီလိုမျိုးဆိုဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီကောင်တွေ retracement ယူတဲ့နေရာလေးမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒါဒီလိုမျိုး pattern အမျိုးအစားတွေကျွန်တော်တို့တွေ့ရတတ်တယ်ပေါ့နော်ဥပမာဒီ down trend မှာတွေ့ရတဲ့ဒီ bearish flat pattern ဆိုလဲထုံနေတူစွာပဲကျွန်တော်တို့ဒါအကျလာတယ်အကျလာပြီးတော့ဒါ retracement အတက်လို့ပြောလို့ရတယ်ပေါ့နော် retracement အတက်ပြီးတဲ့ခါကျတော့သူရဲ့အတက်ပြီးဆုံးသွားတဲ့အချိန်မှာသူကျစရာရှိတဲ့ဟာကိုသူရှေ့မှာအကျလာရဖြစ်တဲ့အတွက်သူဆက်ကြသွားရပါတော့ဒီသဘောတရားပေါ့ဒီမျိုး pattern တွေကျွန်တော်ဘယ်နားမှာရှာနိုင်မလဲဆိုလို့ရှိရင်ကျွန်တော် retracement တွေမှာလိုက်ရှာလို့ရပြီပေါ့နော်အခွေအဲ့ဆိုလို့ရှိရင်ကျွန်တော်တို့တကယ် real ချက်မှာတွက်ရှာကြည့်အောင်ပေါ့နော်
Okay အဲ့ဒါဆိုရှင်ကျွန်တော်တို့ဒီနားလေးတစ်ဝိုက်ကိုကြည့်အောင်ပေါ့နော်ဒီနားလေးတစ်ချက်ကြည့်မှဆိုလို့ရှိရင်ကျွန်တော်တို့ဒါဒီဖားလေးဆိုလို့ဒီမှာဆိုလို့ရှိရင်လည်းအရှိမအတက်လာတယ်အတက်လာပြီးလို့ရှိရင်ဒီကောင်က flat ပုံစံလေးပေါ်ရပေါ့နော် flat ပုံစံလေးပေါ်တယ်ဒီကောင်ကကျတော့ပြောမှဆိုရင်ဒီအတက်ကဝင်ရိုးပေါ့နော်ပြောလို့ရတယ်ဝင်ရိုးအတက်ဝင်ရိုးလေးပေါ့နော်ဒါတွေကလက်ကင်ရိုးလေးပေါ့နော်ဒီလိုမျိုးပုံစံလေးပေါ်တယ်ပြီးလို့ရှိရင်ဒီမှာ flat pattern ဖြစ်တယ်ပေါ်တယ်ပေါ့နော်ဒီမှာပေါ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာ upper trend line ပေါ့နော် upper trend line ကိုကျွန်တော်တို့ဒါ body နဲ့ break ဖြစ်သွားတဲ့အချိန်မှာဘာဖြစ်သွားသလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာပြန်တက်တယ်ပေါ့နော်တက်တယ်ပေါ့တက်သွားတဲ့အချိန်မှာဒီ upper trend line လို့ကျွန်တော်တို့ break out ဖြစ်သွားတဲ့အချိန်မှာကျွန်တော်တို့ buy entry ဝင်မယ်ကျွန်တော်တို့ဒါ SN ကိုကျွန်တော်ဒီ trend line လေးရဲ့အောက်နားလေးမှာကျွန်တော်တို့ဟို SN ပေးမယ်ပေါ့နော်အဲ့လိုရှင် TPO ကကျတော့ကျွန်တော်တို့ဒါအနည်းဆက်ဆုံး resistance ဈေးတန်းပေါ့နော် resistance ဈေးတန်းတွေဒီမှာလည်းပေးလို့ရတယ်ကျွန်တော်တို့ဒီမှာဒါမှမဟုတ်ရင်ကျွန်တော်တို့ဒီအရှိမကျွန်တော်တို့ဒီတက်ခဲ့တဲ့အတိုင်းနဲ့ကျွန်တော်တို့ပေးလို့ရတယ်ပေါ့နော်ဒီ weight တိုင်း TV ကျွန်တော်တို့ယူလို့ရတယ်ပေါ့နော်အဲ့လိုရှင်ဒါကဒီနားလေးဆိုလို့ရှင်လည်းကျွန်တော်တို့ဒါအရှိမကျွန်တော်တို့ဒီမှာအတက်လာတယ်အတက်လာပြီးလို့ရှိရင်ကျွန်တော်တို့ဒီနားလေးဆိုလဲရှင်လဲဒါ flat pattern ဖြစ်တယ်ပေါ့နော်ဒီနားလေးလည်းယူလို့ရတယ်ပေါ့ဒီအသေးလေးလည်းယူလို့ရတယ်ဒီအသေးလေးလည်းယူလို့ရတယ်ဒီလိုမျိုး pattern ပေါ်ပြီးလို့ရှိရင်ကျွန်တော်တို့ဘာဖြစ်သွားလဲဆိုဈေးကဒီမှာဆိုရင်ကျွန်တော်ဆက်တက်တယ်ပေါ့နော်ဒါဆိုလို့ရှိရင်လည်းကျွန်တော်တို့မှာ flat pattern ပေါ်ပြီးလို့ရှိရင်ဆက်သွားတယ်ပေါ့နော်ဒီမှာပေါ်သူတက်စရာရှိတာဆက်တက်တယ်ပေါ့နော်ဒီဟာတွေအကုန်လုံးကဒါကျွန်တော်တို့ဒါcontinuation ကျွန်တော်တို့ bullish flat pattern မျိုးစားဖြစ်တယ်ပေါ့နော်အဲ့လိုရှင်ကျွန်တော်တို့ဒါ bearish ကိုတွက်ရှာကြည့်အောင်ပေါ့နော်ပြောမှဆိုရင်ဒီ bullish ပဲဖြစ်ဖြစ် bearish flat pattern ပဲဖြစ်ဖြစ်ပေါ့နော်ပြောမှဆို retracement နေမှာကျွန်တော်လိုက်ရှာရင်တွေ့နိုင်တယ်ပေါ့နော် retracement အတက်တွေ retracement အကျနေမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒါလိုက်ရှာရင်တွေ့နေတော့ဒီမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီမှာအရှိမ down trend တစ်ခုလာတယ် down trend တစ်ခုလာပြီးတော့သူကယာယီအတက်လာတယ်တက်ပြီးတဲ့ခါကျသူကျစရာရှိတာသူပြန်သွားတယ်ဒီမှာဆိုရင်အောက်က lower trend line လို့သူ break ဖြစ်သွားတဲ့အချိန်မှာကျွန်တော်တို့ sell entry ဝင်ခဲ့မယ်ပေါ့နော် sell entry ဝင်ခဲ့ပြီးမှကျွန်တော်တို့ဒါအနည်းဆက်ဆုံး support ဈေးတက်မရောက်ခင်မှာကျွန်တော်တို့အမြတ်နဲ့ထွက်ခဲ့မယ်ဆိုလို့ရှိရင်လည်းဒါကျွန်တော်တို့ဒီမှာအကျိုးမြတ်ရတယ်ပေါ့နော်SN ကိုကျွန်တော်ဒီ trend line လေးရဲ့ဒီ trend line လေးရဲ့အပေါ်မှာဈေးအနည်းငယ်ခွာပြီးမှကျွန်တော်တို့ SN ပေးထားရမယ်ပေါ့နော်ဒါမှမဟုတ်လည်းအနည်းဆက်ဆုံးကျွန်တော်တို့resistance ဈေးတန်းရဲ့အပေါ်မှာပေးခဲ့လေရတယ်ပေါ့နော်ဒါလေးဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာဒါတွေ့နိုင်တယ်ပေါ့နော်ဒါတွေကတော့ကျွန်တော်တို့ဒါ bearish flat pattern ဖြစ်မှာပေါ့နော်โอเคအဲ့ဆိုလို့ရှိရင်ပေါ့နော်ဒါဒီနေ့မှာပြောထားပေးတဲ့ကျွန်တော်တို့ဒါ continuation check pattern အမျိုးအစားနှစ်ခုအကြောင်းကတော့ဒီနေ့ဒီလောက်နဲ့ပဲကျွန်တော်နားလိုက်မယ်ပေါ့နော်အားလုံးကျေးဇူးတင်ပါတယ်